စစ်မြေပြင်မှာကျေးနန်းများနဲ့ခေတ်သစ်စစ်ပွဲကြီးအစ1850ဝန်းကျင်မှာအော်တိုမန်အင်ပါယာကအင်အားကြီးနေလာတာကြောင့်ဥရောပရဲ့လူမမာလို့အမည်တွင်နေပါတယ်။ရုရှားဇာဘရင်မီကိုလက်ကအော်တိုမန်နယ်မြေတွေကိုသိမ်းပိုက်ပြီးတော့ပင်လယ်နက်ကနေမြေထဲပင်လယ်တဲ့အထိဩဇာချဲ့ထွင်ဖို့ကျိုးပန်းရာကနေပြိပက္ခတွေစတင်ခဲ့ပါတယ်။ရုရှားရဲ့အင်အားကြီးထွားလာမှုကိုမလိုလားတဲ့ဗြိတိန်နဲ့ပြင်သစ်တို့ကအော်တိုမန်အင်ပါယာဘက်ကနေကူညီဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ကရုရှားရဲ့ရေတပ်အခြေစိုက်စခန်းရှိရာခရိုင်းမီးယားကျွန်းဆွယ်ကိုစစ်မျက်နှာဖွင့်ပြီးတော့တိုက်ခိုက်ဖို့ပြင်ဆင်ပါတော့တယ်။စစ်ပွဲရဲ့အဓိကဗဟိုချက်ကတော့ရုရှားရဲ့အလွန်ခိုင်ခန့်လာတဲ့စီဘတ်စတိုဘိုရေတပ်ခန္ဓာကြီးပဲဖြစ်ပါတယ်။မဟာမိတ်တပ်တွေကဒီမြို့ကိုတနည်းနည်းပါးကြောင်အောင်ပိတ်ဆို့ဝန်းရံပြီးတော့အပြင်းထန်တိုက်ခိုက်ခဲ့ရပါတယ်။1854ခုနှစ်မှာမဟာမိတ်တပ်တွေကခရိုင်းမီးယားမြေပေါ်ကိုစတင်ချေချပြီးတဲ့နောက်ဖြစ်ပွားခဲ့တဲ့ပထမဆုံးတိုက်ပွဲပါ။ဗြိတိရှနဲ့ပြင်သစ်တပ်တွေဟာခင်မီရိုင်ဖယ်တနက်တွေကိုအသုံးပြုပြီးတော့ရုရှားတပ်တွေကိုအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲမှာရုရှားမြင်းစီတပ်တွေရဲ့အလုံးရင်းနဲ့ထိုးစစ်ဆင်မှုတွေကိုဗြိတိရှခြေလျင်တပ်ဖွဲ့လေးတစ်ခုကနောက်မဆုတ်တမ်းကြကြံခံကာကွယ်သွားခဲ့ပါတယ်။ဒါဟာသမိုင်းမှာ The Thin Red Line လို့လူသိများပြီးတော့ရဲစွမ်းတပ်တွေရဲ့ပြရုပ်ဖြစ်လာခဲ့ပါတယ်။ဘာလာကလာဘာတိုက်ပွဲအတွင်းမှာပဲဗြိတိရှစစ်ဗိုလ်ချုပ်တွေကြားဆက်သွယ်ရေးမှားယွင်းမှုတွေကြောင့်လူအင်အား680ကျော်သာရှိတဲ့လျှို့ဝှက်မြင်းစီတပ်ဖွဲ့ငယ်ဟာရုရှားအမြောက်တပ်တွေပြည့်ရှိတဲ့တောင်ကြားထဲကိုအသေးခံချီတက်တိုက်ခိုက်ခဲ့ရပါတယ်။ဒီဖြစ်ရပ်ကစစ်ပွဲရဲ့အကြီးမားဆုံးအမှားယွင်းတစ်ခုအဖြစ်ကြပြစရာတန်းနီဆန်ကကဘာကျော်ကြပြတပုတ်နဲ့မှတ်တမ်းတင်ခဲ့ပါတယ်။1854ခုနှစ်နိုဝင်ဘာလမှာရုရှားတပ်တွေကမဟာမိတ်တွေကိုမြူနင်းတွေထူထပ်နေချိန်မှာအလစ်အငတ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အချင်းချင်းတော့မမြင်ရတဲ့အခြေအနေမှာလက်ရုံးဤပြိုင်ခဲ့ကြပြီးတော့မဟာမိတ်တွေကရုရှားတို့ကိုကတ်နိုင်ပြီးတော့အနိုင်ရခဲ့ပါတယ်။ခရိုင်းမီးယားစစ်ပွဲကတမိုင်းမှာပထမဆုံးအကြိမ်စစ်မြေပြင်သတင်းတော်ပါဝင်ခွင့်ရတဲ့စစ်ပွဲပါ။ဒေထိုင်းသတင်းစာကရုရှားဟာစစ်မြေပြင်ရဲ့ကြောင်းမပွဲရာအမှန်တရားတွေဗြိတိရှစစ်ဗိုလ်ချုပ်တွေရဲ့အသုံးမကျမှုတွေကိုနေအိမ်တွေရောက်စာဖတ်သူတွေစီသတင်းပို့ပေးခဲ့ပါတယ်။တမိုင်းမှာပထမဆုံးအကြိမ်ရေအောက်ကျင်းတန်းကျိုးတွေကိုအသုံးပြုပြီးတော့စစ်မြေပြင်ကသတင်းတွေကိုလန်ဒန်နဲ့ပဲရစ်မြို့တွေစီနိုင်ပိုင်းအတွင်းပေးပို့နိုင်ခဲ့ပါတယ်။ဒါကြောင့်ပြည်တွင်းကပြည်သူတွေနဲ့နိုင်ငံရေးသမားတွေဟာစစ်ပွဲအခြေအနေကိုချက်ချင်းသိရှိပြီးတော့အစိုးရပေါ်ဖိအားပေးနိုင်ခဲ့ပါတယ်။စစ်ပွဲမှာဒဏ်ရာရတာထက်ကူးစက်ရောဂါတွေကြောင့်တည်ဆုံးသူကပိုများပါတယ်။မိရင်ရှင်မလို့လူသိများတဲ့နိုင်တင်ခေးဟာစစ်ဆေးရုံတွေရဲ့တန်းရှင်းရေးနဲ့စနစ်တကျပြုစုကုသမှုကိုပြုပြင်ပြောင်းလဲခဲ့ပြီးတော့တည်ဆုံးမှုနှုန်းကိုအမကန်လျှော့ချပေးခဲ့ပါတယ်။ဒါကခေတ်သစ်နက်ပညာရဲ့အစပဲဖြစ်ပါတယ်။1854 1885ခုနှစ်စောင်းရာသီကအလွန်အေးဆက်ကြမ်းတမ်းလာပါတယ်။မဟာမိတ်စစ်သားတွေဟာအေးဒဏ်ခံနိုင်တဲ့အဝတ်ထဲနဲ့ရိတ်ခါမလုံလောက်မှုတွေကြောင့်တိုက်ပွဲမတိုင်ပဲအေးမိပြီးတော့ကြောက်ရောဂါကာလဝမ်းရောဂါတွေနဲ့ထောင်ပေါင်းများစွာသေဆုံးခဲ့ရပါတယ်။1855ခုနှစ်စက်တင်ဘာလမှာတော့ပြင်သစ်တပ်တွေဟာစီဘတ်စတိုဘိုမြို့ရဲ့အဓိကကော့ချက်ဖြစ်တဲ့မာလော့ကော့ခန်တပ်ကြီးကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါဟာရုရှားတို့အတွက်အကြီးမားဆုံးထိုးနှက်ချက်ဖြစ်ပြီးတော့စီဘတ်စတိုဘိုမြို့ကြီးကြာဆုံးမှုဖြစ်လာပါတော့တယ်။ခန်တပ်ပြိုလဲပြီးတဲ့နောက်ရုရှားတပ်တွေဟာသူတို့ရဲ့တင်မောတွေကိုကိုယ်တိုင်နစ်မြုပ်မြို့ကိုမိရှို့ပြီးတော့ဆုတ်ခွာသွားခဲ့ကြပါတယ်။349ရက်ကြာဝင်းရံပိတ်ဆို့မှုကြီးဟာပြီးဆုံးသွားခဲ့ပြီးတော့မဟာမိတ်တို့စစ်နိုင်ခဲ့ပါတယ်။1856ခုနှစ်မှာပဲရစ်စာချုပ်ကိုချုပ်ဆိုပြီးတော့စစ်ပွဲကိုဆုံးသက်ခဲ့ပါတယ်။စာချုပ်အရပင်လယ်နက်ကိုဂျာနေနယ်မြေဖြစ်သတ်မှတ်ခဲ့ပြီးတော့ရုရှားရဲ့ရေတပ်အင်အားစုဆောင်းမှုကိုပိတ်ပင်ခဲ့ပါတယ်။အော်တိုမန်အင်ပါယာရဲ့နယ်မြေတည်တံ့မှုကိုလည်းဥရောပနိုင်ငံတွေကအမခံပေးခဲ့ပါတယ်။ခရိုင်းမီးယားစစ်ပွဲကြောင့်လူပေါင်း9သိန်းနီးပါးအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီစစ်ပွဲကနည်းပညာသစ်တွေမီဒီယာရဲ့အခမ်းကဏ္ဍတွေကြောင့်19ရာစုရဲ့ပထမဆုံးသောခေတ်သစ်စစ်ပွဲဖြစ်ခဲ့ပြီးတော့နောက်ပိုင်းဖြစ်လာမဲ့ပထမကမ္ဘာစစ်ကြီးအတွက်ရှေးပြေးနမိတ်တစ်ခုဖြစ်ခဲ့ပါတယ်။လူချင်းမင်းတို့ကရောဒီနည်းပညာအပြောင်းအလဲတွေပါဝင်ခဲ့တဲ့စစ်ပွဲကြီးပေါ်ဘယ်လိုထင်ကြပါသလဲ။ကိုယ့်ရဲ့မြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦး။ယခုလိုသမိုင်းဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ BOC Entertainment YouTube Channel လေးကိုSubscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့